င်္ဂလာပါခင်ဗျာဒီနေ့ဆက်လက်မြောက်ဝေပေးမှာတော့စောစောဒိုးဆိုပြီးတော့ကြားတယ်တပားနှစ်ပါးတစ်ပိနှစ်ပိသုံးပိမြောက်ပါပေါ့နော်ထားတော့လေးလုံးနှုတ်ပါအရင်ဆုံးညာလက်ညူဘယ်လက်တကြွယ်So B A ပြီးတော့လက်မတစ်လုံးနဲ့ A ကိုကြဖြောင်းတော့ပေါ့နော်ပြီးတော့ဘယ်လက်မညာလက်မ D Aပထမတစ်ပိနောက်တစ်ခုကမောင်းနေပေါ့နော် A ပေါ့ဒီကောင်က D မောင်းနေနောက်တစ်ပါးကညာလက်ညူလက်ခလဲလက်ညူလက်မဘဲကလက်သန်းနဲ့တွဲမယ် EDC ကို C နဲ့တွဲမယ်ဒီလိုလေးပေါ့နော်ပြီးတော့ဘယ်လက်တကြွယ်နဲ့ညာလက်ညိုးနဲ့ဒီယိုဇောဘယ်ဘက်မှာတီးရမယ်တကူကညာဘက်ကဒီလက်ခလဲဟာနာအီးပဲဒါပဲလက်ကတီးရမယ်အလုံးနေ EG ED ဒါပဲဘက်ကတီးရမယ်ညာဘက်ကတော့ E ကို E နဲ့တွဲမယ် G ကိုလည်း E နဲ့တွဲမယ်ပြီးတော့ဒါကိုမတွဲတော့ဘူးဒီလိုဘယ်ရောညာကိုအတူတူတီးလဲရပါတယ်ဇုံတီးလဲရတယ်ပေါ့ဇုံတီးလဲရတယ်စောစောကလို့ဒီလိုလေးတီးလဲရတယ်ဒီလိုလေးတီးလဲရတယ်အဆင်ပြေလို့တီးပါဒီပါဆိုမြန်မာသားအဆင်ပြေလို့လုပ်လို့ရပါတယ်